ကျွန်တော်တို့ခုဆိုရင် service တော့မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ service တွေဘာတွေရှိမလဲပေါ့နော်လောလောဆယ်တော့ကျွန်တော်ကြည့်ပေးစရာ service ကနှစ်ခုရှိတယ်ဂျားထဲမှာထပ်တိုးရှိရင်လည်းရှိနိုင်တယ်မရှိရင်လည်းမရှိရင်လည်းတနေ့ကုန်နားမယ်ရှိရင်တော့အလုပ်တွေပဲတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လည်းတူ service လိုက်လုပ်ကြည့်အောင်ဒါကတော့ကျွန်တော်တို့ service ကမကြည့်ဘူးဆိုရင်တော့ကျွန်တော်ဆိုင်ကယ်နဲ့သွားတယ် service ကြည့်ရဆိုရင်တော့3ဘိန်းနဲ့သွားတယ်ပေါ့နော်ဒီ3ဘိန်းရလဲဒါကျွန်တော် service တွေလုပ်ရင်းနဲ့ပေါ့နော် online ပေါ်ကနေရှာထားတဲ့ပတ်စံတွေနဲ့ဝယ်ထားဖြစ်ပါတယ်ရေကြတာနဲ့ဆိုတော့ရေကြတာနဲ့အောင်းနေတော့โอเคဒါဆိုရင်ဒါကျွန်တော်တို့router အတစ်ကို project အတစ်စောက်ပြီးမှဒီ software ထဲမှာ project အတစ်စောက်လို့အောင်မြင်သွားပြီပေါ့နော်အောင်မြင်သွားပြီဆိုတော့ကျွန်တော်ဒီမှာဒီအောက်ဆုံးမှာပေါ့နော် project တစ်ခုရောက်လာ project တစ်ခုရောက်သွားပြီဆိုတာပြီးသွားပြီကျွန်တော်တို့ voucher ကုတ်တဲ့အပိုင်းတွေကခဏနေကျွန်တော်ဆက်ပြီးပြောပြပေးပါမယ်နော်အဲ့တော့ Ruchi ကတအားလွယ်ပါတယ်မခက်ပါဘူးเนาะမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲကျွန်တော် power ထိုးလိုက်တယ် internet ကြိုးထိုးတယ်ထိုးပြီးတော့လည်းဒီမှာကျွန်တော်အပေါင်းလေးနှိပ်တော့ scan ဖတ်ပြီးမှ project အတစ်စောက်လိုက်တယ်စောက်ပြီးတော့လို့ဒီလိုမျိုးစက်ပုံလေးမြင်ရပြီပေါ့เนาะဒါအခြေအနေအရစက်ကိုတော့ကျွန်တော်ဒီမျိုးလေးထားပေးလိုက်တယ်ပေါ့เนาะဒါအခြေအနေအရစက်ကိုဒီလိုထားခဲ့ပြီးတော့ပေါင်ချထုတ်တဲ့ပိုင်းသွားမယ်เนาะဟုတ်ရှေ့တိုင်းကရှေ့တိုင်းကျွန်တော်ဒီကုတ်ထုတ်ဖို့ကြောဒီဆက်နဲ့ထုတ်ဖို့ကြောအဲ့ software လေးလိုပါဗောနော်လိုတာဆိုကျွန်တော် chat ရေးပြီးတော့เนาะရေးပြီးတော့ဆိုရင်မှာကျွန်တော်ကုတ်ထုတ်မှာဆိုတော့မထုတ်ခင်ကျွန်တော် printer setting မှာဒီနာမည်ဖြတ်လိုက်မယ် wifi နာမည်ဖြတ်မယ်ကျွန်တော် save လိုက်ပြီးရင်ဒီ bouncer manager အဲ့မှာကျွန်တော်လောဆယ်တစ်မျိုးပဲဖန်တီးရသေးတယ်အဲ့ဆိုတော့ဒီရက်30ထုတ်မှာเนาะရက်30အဲ့ဆိုဒီမှာကတင်းကျွန်တော်ခုန10ခုထုတ်တာ10ခုထုတ်ထားတာမှာကျွန်တော်3ခုတုံးလိုက်ပြီအဲ့တော့ဒီမှာ9ခုမတုံးရသေးဘူးအဲ့တော့အဲ့မတုံးရသေးတဲ့9ခုကိုကျွန်တော် print ထုတ်မှာเนาะအဲ့ဆိုဒီမှာအဲ့တော့ဒီမှာကျွန်တော် printer ပုံလေးနှိပ်မယ်ပြီးရင်ကျွန်တော်ရဲ့ set ကိုရွေးလိုက်မှာเนาะပြီးရင်အဲ့ဆိုရင်သူကဘယ်နှခုလဲပေါ့เนาะအဲ့ဒီမှာ9ခုဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာ9လို့ရေးလိုက်ရေးပြီးမှ OK နဲ့ရပြီOK ပြီးတော့အဲ့တော့ဒီမှာထပ်လိုက်ကောက်နံပါတ်ငိုင်းရင်းစီကငိုင်းရကင်းစမမပြောတော့ဒီစတာကူတဲ့ကူလောပါမှုအဲ့ဒါဆိုလွယ်လွယ်လေးပဲเนาะ
ချက်ဆန်းလုပ်ကြည့်လိုက်အောင်မယ်နော် ဟုတ်ကဲ့ကျွန်တော်တို့ service တစ်ခုပေါ့နော်ပြီးတော့ပါပြီ installation service ပါတစ်ခုပြီးပြီကျွန်တော်တို့နောက်ထပ်3ခု2ခုကြံနေတယ်